မန်ချက်စတာယူနိုက်တက်နဲ့ခြေစမ်းခွင့်ရရှိတော့မဲ့မြန်မာလက်ရွေးစင်ကစားသမားများမြန်မာပရိသတ်တွေအနေနဲ့ကိုမြင်မှာကိုအားပေးတဲ့ပရီးမီယာလိကလပ်လာရောက်ကစားတာကိုမြင်တွေ့ခွင့်ရဖို့အင်မတန်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဥရောပထိပ်သီးလိ၅ခုမှရှိတဲ့အသင်းတစ်သင်းကိုခြေစမ်းကစားဖို့ဖိတ်ခေါ်မယ်ဆိုရင်အနည်းဆုံးဒေါ်လာ3သန်းဝန်းကျင်ကနေဒေါ်လာ5သန်းဝန်းကျင်ထိကုန်ကျနိုင်တယ်လို့အကြံဉာဏ်သိရပါတယ်။ဒါ့အပြင်လက်ရှိမြန်မာနိုင်ငံကလည်းပရိသတ်များပြဝန်ဆက်နဲ့ကွင်းမရှိတာကြောင့်လေပရီးမီယာလိကလပ်တွေနဲ့ခြေစမ်းပွဲတွေဟာအခုချိန်ထိမရှိသေးတာလို့အထင်မြင်ယူဆမိပါတယ်။ဒါပေမဲ့မြန်မာလက်ရွေးစင်အသင်းကကစားသမားတွေကတော့နာမည်ကြီးမန်ချက်စတာယူနိုက်တက်အသင်းနဲ့ခြေစမ်းခွင့်ရမယ့်ခွင့်ရတစ်ခုရှိနေပါတယ်။ဒါကတော့မန်ချက်စတာယူနိုက်တက်ဟာလာမယ့်2025ရာသီကြိုခြေစမ်းပွဲကိုမလေးရှားနိုင်ငံမှာလာရောက်ကစားသွားဖို့ရှိနေပါတယ်။သူတို့ဒီတစ်ခေါက်ခြေစမ်းမဲ့အသင်းဟာမလေးရှားလက်ရွေးစင်အသင်းမဟုတ်သလိုအခြားဥရောပအသင်းတစ်သင်းလည်းမဟုတ်ပါဘူး။ United ဟာမလေးရှားနိုင်ငံရဲ့နာမည်ကျော်ဘူကစ်ဂျာလီကွင်းကြီးထဲမှာအာဆီယံအော်စတာအသင်းနဲ့ခြေစမ်းကစားသွားဖို့ရှိနေပါတယ်။အာဆီယံအော်စတာအသင်းဟာအာရှနဲ့အာဆီဒေသတွင်းမှာရှိတဲ့နိုင်ငံတွေကကစားသမားတွေကိုစုပေါင်းပြီးတော့ဖွဲ့ထားတဲ့အသင်းဖြစ်ပါတယ်။2019ခုနှစ်2021ခုနှစ်တွေတုန်းကလည်းအာဆီယံအော်စတာအသင်းဆိုတာရှိခဲ့ပြီးတော့အဲ့ဒီချိန်တုန်းကဂျပန်၊ကိုရီးယား၊တရုတ်ကစားသမားအများစုနဲ့ဖွဲ့စည်းထားပြီးဆွန်ယောင်မင်း၊တိုမီရာဆူ၊တီမိုဝါနာမီတိုမာရိုလိုကစားသမားတွေပါဝင်နေတာကိုတွေ့ရပါတယ်။ဒီတစ်ခါမှာတော့အာဆီယံအော်စတာအသင်းကိုအာဆီယံဒေသတွေနိုင်ငံတွေဖြစ်တဲ့ထိုင်း၊ဗီယက်နမ်၊မလေးရှား၊စင်ကာပူ၊မြန်မာ၊ဖိလစ်ပိုင်အစရှိတဲ့နိုင်ငံတွေကလက်ရွေးစင်ကစားသမားတွေအများပြားနဲ့ဖွဲ့စည်းသွားဖို့အတွက်ရည်ရွယ်ထားတယ်လို့သိရပါတယ်။အနည်းဆုံးအာဆီယံဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကလက်ရွေးစင်ကစားသမားတစ်ယောက်ဟာအာဆီယံအော်စတာအသင်းမှာပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဘယ်ချိန်မှာဘယ်လိုပုံစံနဲ့ရွေးချယ်သွားမလဲဆိုတာမသိရပေမဲ့မြန်မာလက်ရွေးစင်အသင်းကကစားသမားတစ်ယောက်ကတော့မန်ချက်စတာယူနိုက်တက်နဲ့ခြေစမ်းမဲ့အာဆီယံညွန့်ပေါင်းအသင်းမှာပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်ဟာမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံ၊မလေးရှားနိုင်ငံတွေမှာရာသီကြိုခြေစမ်းပွဲတွေကစားခဲ့ပူပါတယ်။ United အနေနဲ့မြန်မာနိုင်ငံကိုခြေစမ်းပွဲလာရောက်မကစားခဲ့ဘူးဆိုပေမဲ့ United ကစားသမားဟောင်းတွေဖြစ်ကြတဲ့ Sylvester Ferdinand တို့ဟာတော့မြန်မာနိုင်ငံကိုမျိုးမျိုးသောစီစဉ်တွေနဲ့လာရောက်ခဲ့ဘူးကြပါတယ်။လာမယ့်နွေရာသီအားလျက်မှာ FIFA ကလပ်ကမ္ဘာ့ဖလားကိုပုံစံသစ်နဲ့စတင်ကျင်းပသွားမှာဖြစ်တာကြောင့်ရာသီကြိုခြေစမ်းပွဲကစားမဲ့အသင်းတွေအနေနဲ့ပြိုင်ဘက်တွေရှားပါးလာတာဖြစ်ပါတယ်။ FIFA ကလပ်ကမ္ဘာ့ဖလားမှာဥရောပထိပ်သီးအသင်းတော်တော်များများပါဝင်လာတာကြောင့်အရင်ရာသီတွေတုန်းကကျင်းပနေကြ International ဖလားပြိုင်ပွဲ ICC တောင်ဒီရာသီမှာကျင်းပနိုင်ပွဲမရှိဘူးလို့သိရပါတယ်။ဒါကြောင့်လည်းမန်ချက်စတာယူနိုက်တက်ဟာအာဆီယံအော်စတာအသင်းနဲ့ခြေစမ်းပွဲကစားဖို့ဖြစ်လာခဲ့ရတာပါ။ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်။